မော်စီယာနံပါတ်1 agent မှာလိုရင်းတူရှင်3သက်ချက်3ပွဲနံပါတ်1 Real Madrid ဘိုင်ယန်မြူနစ်နီးပြအာဗီလိုယာရဲ့လက်ထက် Real Madrid အသင်းအားနည်းသွားတယ်လို့ထင်ရပေမဲ့ပြီးခဲ့တဲ့16အသင်းစဉ်တော့မန်စီးတီးလိုအသင်းမျိုးကိုနှစ်ကြော်စလုံးအားအသင့်ပွဲအနိုင်ရရှိခဲ့ပါတယ်ဒီတစ်ချိန်အိမ်ကွင်းမှာလည်းအောက်အသင်းဆိုပေမဲ့အမ်ဘာပီနဲ့ဘီနီရှာဂျူနီယာတို့ Real Madrid တိုက်စစ်ကဘိုင်ယန်မြူနစ်ကိုဂိုးသွင်းဖို့ခက်ခဲမယ်တော့မထင်ပါဘူးဘိုင်ယန်ကဒီယာတီချန်ပီယံလိ32ဂိုးတောင်သွင်းယူထားနိုင်ခဲ့ပေမဲ့အဲ့ဒီအဝေးကွင်း9ပွဲစလုံးမှာဂိုးပြန်ပေးခဲ့ရတာပါဂိုးပေါင်းစည်းရ360နဲ့ဘာနီဗျူးမှာဂိုးတန်တညံညံကြားရမှာပါဒါကြောင့်ဒီပွဲကိုဂိုးပေါ့နံပါတ်1 Sporting Lisbon Arsenal Sporting ရဲ့ဒီယာတီအဓိကအားကအိမ်ကွင်းဖြစ်ပြီးတရားတီလုံးမှာအိမ်ကွင်း2ပွဲသာရှုံးနေခဲ့သေးတာပါအဲ့ဒီပေါ်တူဂီကလပ်ကချန်ပီယံလိမှာဆိုအိမ်ကွင်းရှုံးပွဲလုံးဝမရှိသေးပဲပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက PSG လိုအသင်းကိုတော့မှအိမ်ကွင်းမှာအနိုင်ယူနိုင်ခဲ့ပါတယ်အာဆင်နယ်အသင်းကတော့အမ်ဘရိတ်ကွင်းပြင်ပနောက်ဆုံးကစားခဲ့တဲ့3ပွဲစလုံးနိုင်ပွဲကိုမရရှိခဲ့ပါဘူးဒါအပြင်ကဏ္ဍတွေမှာဥရောပပြိုင်ပွဲကြီးရှုံးထွက်အဆင့်မှာပေါ်တူဂီအသင်းတွေကိုအဝေးကွင်းမှာမနိုင်ဘူးတဲ့အစင်လာဆိုးလဲရှိထားပြမှာပါတယ်1.60ဆိုတဲ့အာဆင်နယ်ရဲ့ဈေးကိုလည်းတိတ်မကြိုက်တာကြောင့်စွန်စားရဲရင် Sporting နောက်လိုက်ခဲ့ကြပါဒါကြောင့် Sporting Bodyနံပါတ်3 Wolverhampton Southampton တမန်ကွာအထောက်အနှစ်သင်းရဲ့ play-off ဝင်ခွင့်တိုက်ပွဲပါလက်ရှိခြေရဆိုရင်နောက်ဆုံးချန်ပီယံရှစ်12ပွဲစလုံးမှာမရှုံးခဲ့ပဲ6ပွဲနိုင်ခဲ့တဲ့ Southampton ကပို့ပြီးတော့တောင်သားပါတယ်ဒါအပြင် Southampton ကအပေဖလားမှာ Arsenal အသင်းကိုအနိုင်ရရှိခဲ့ပြီးဆီမီဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့လို့စိတ်သက်ပိုင်းအမြင့်မားဆုံးကိုရောက်ရှိနေတဲ့အသင်းမှာလဲဖွင့်လင်းမှုမှာ Southampton နိုင်မနိုင်ကိုသာကြည့်ရပါမယ်ဒါကြောင့် Southampton Body ဒီကိုတို့အနေနဲ့အကြိုက်တူရင် live ပါစော်ကစားလို့ရပြီးအကြိုက်မတူရင်တော့ back ကန်လို့ရပါတယ်ခင်ဗျာ